ပွဲစဉ်နေ့50 kg ဝိတ်တန်းပွဲအတွက်ရှင်ပြိုင်ကြမဲ့ဖိုက်တာများနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာအနီတော်မှာရှင်ပြိုင်ထိုးသွင်းမဲ့ဖိုက်တာကတော့အသက်22နှစ်အရက်9ပေ6လက်မဝိတ်50 kg ဝိတ်တန်းဖြင့်ရှင်ပြိုင်မဲ့ပကိုးကလမပကိုးတိုင်းအင်းတကောသားဖိုက်တာ9အပြာတော်မှာရှင်ပြိုင်ထိုးသွင်းမဲ့ဖိုက်တာကလည်းအသက်22နှစ်အရက်9ပေ9လက်မဝိတ်58 kg ဝိတ်တန်းဖြင့်ရှင်ပြိုင်ထိုးသွင်းမဲ့ Fire Life Club ကလေးမျိုးဖိုက်တာအော်ဂတ်တီဗာနောက်မှာဆိုလို့ရှိရင်တော့ကျွန်တော် UFC fighter ကျွန်တော် Nate Marquez ကရောက်နေဖြစ်ပါတယ်နောက်စီမထိုးဘူးနော်ခါအောင်မထိုးဘူးနော်ပြီးရင်မိတ်တန်တေချာနားတော့မယ်နော်နှုတ်ဆက်โอเคကိုတောင်းဝေပြန်တော့ referee နေတော့ဆရာဝင်းမဟန်ပေါ့နော် Round 1ကျွန်တော်တို့ဒီ season ကိုကျွန်တော်တို့အဓိက sponsor ဖြစ်နေကူညီပံ့ပိုးပေးတာကတော့ကျွန်တော်တို့ Lipo Vitan ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဒီတကယ်လို့တောက်သုံးကျင်တယ်ဆိုလို့ရှိရင် Lipo Vitan boot မှာလည်း sampling အနေနဲ့ကျွန်တော်တွားရောက်တောက်သုံးနိုင်ပါတယ်နော်ဟုတ်နိုင်အောင်နဲ့ August Statement စပါပြီ။ dude စရမြာ Oh that's the fight အခုဆိုတော့နောက်ကနေတိတ်တောင်း နည်းနည်းတော့ အနေများလာပြီဗျကျွန်တော်နောက်ကနေဖိုက်ထားတာဖြစ်တော့အနေတော့များတယ်ဗျ Oh sorry man brother တိတ်တောင်းလို့ဘောတော့မလွယ်ဘူးဗျ August Statement မကိုလွယ်ဘူးကျွန်တော်တို့ဒါ Oh အဲ့ဒါမင်းတော့နေကြချုပ် Oh အခုဆိုလို့ရှိရင်တော့ဒါအမဲလာရင်လည်းတားအောင်ပြဖြစ်သွားတယ်ပေါ့ဗျာဟုတ်ကျွန်တော်တို့ဒါဖမ်းတာနေကြချုပ်ကိုဖမ်းတာမမီးလိုက်ဘူးအပေါ်ကနေအောက်ရောက်သွားတယ်စိုက်ကနေကျွန်တော်တို့ဒါမောင်းဝေးနေပြီခင်ဗျစိုက်ကိုတို့ပြန်သွားတယ်ဗျဟိုtriangle ချုပ်ဖို့ကြိုးစားနေတယ်နဲ့အောင်အနေနဲ့ကAugust Statement ဟိုဒါ triangle ပုံစံဆွဲထားပြီးတော့တရောင်နေနဲ့ပြင်ရှင်းနေတယ်ပေါ့ကျွန်တော်ဒီမှာ lock position ကတော်တော်ကောင်းနေဗျဒါဒီပုံစံနိုင်ဆက်သွားမယ်ဆိုတော့နှစ်အောင်လုံးကတော့တက်လုံပြုံမဲ့သဘောမှရှိAugust Statement အနေနဲ့ကဒါဒီ ground ရင်ပေါင်ကျွေးဖို့ကြိုးစားနေတယ်ဒါရရင်ရဆိုတရောင်နေရိုက်တယ်ပေါ့ Oh that's it That's it မရတော့ဘူးပဲလောအောက်ကလွတ်နေပြီဗျာဒါတော်တော်ကြီးလွတ်နေတဲ့အခြေအနေမှာရှိဒီပွဲမှာတော့တက်လုံပိုင်းမှာ August Statement တော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ဗျအဓိကကျွန်တော်တို့နိုင်ရတယ်ဗျဒီပွဲကနိုင်ရမှာ Oh ဒီနေ့လေးတော့အန်ဒီတို့များတယ် Oh yes that's it အခုဆိုတော့ဒါ August Statement ရဲ့ pressure တွေအောက်မှာနိုင်အောင်အနေနဲ့ရုန်းကန်နေရတဲ့ပုံစံမျိုးဖြစ်တယ်ဗျ Oh တတိလွတ်လို့မရဘူး MMA မှာတတိလွတ်တာနဲ့ကိုကျွေးမှာနိုင်အောင်အနေနဲ့ကလည်းဒါ triangle ချုပ်ဖို့ကြိုးစားတယ်ပေါ့အခုဆိုရင် side ကိုတော့ပြန်ရပါတယ်ဗျ တော့ပေးမလို့နော်အခုချိန်မှာတော့ဒါနောက်ဆက် position ကနေဒါ level ကိုချုပ်ဖို့ကြိုးစားနေရပေါ့ August Statement အနေနဲ့တော့ Prada ကတော့ရှမ်းပဲဗျဆွဲကစားမှတော့ရမယ်ဗျအိုး August Statement အနေနဲ့ ground ပေါင်တောက်ချောက်ကိုကျွေးရဗျelbow ကိုတောက်ချောက်အဝါကြီးကျွေးရလို့ပြောလို့ရတယ်ဗျတောက်ချောက်ပဲကျွန်တော်ဒီကောင်ကိုဆက်ပြီးတောက်ခံနိုင်ဖို့တော့တော်တော်ကြီးခက်ပါဗျနိုင်အောင်အနေနဲ့အတော်ရုန်းကန်နေရတဲ့အနေအထားဖြစ်နေရပေါ့ကျွန်တော်တို့ကျုပ်ရုံးနေပြီခက်ပါဗျာလုံးဝကိုပဲဒါရင်ခုန်ဖို့ကောင်းတယ်ပေါ့ ground ရင်ပေါင်နဲ့စတိုက်ကျွေးနေတယ်ဒါပေမဲ့ MMA မှာတော့ပထမအချိန်မှာမပြတ်ရင်တော့ဒါနောက်တစ်ချိန်ဆိုတော့တက်လုံကုန်ဖို့များပြီနော်ကျွန်တော် high different လေးနည်းနည်းလေးဖြစ်နေရပဲပေါ့ခုဆိုရင်တော့ဒီ August Statement ဓာတ်လျှောက်ကိုပဲ PR ပေးပြီးတော့ ground ရင်ပေါင်နဲ့ကျွေးနေတယ်ပေါ့ pressure များလာတာဖြစ်တဲ့အတွက်တော့နည်းနည်းလေးမောလာတယ်ဗျာဒါကတော့သူပုံမှန်လားအဲ့ဒါကိုမှနည်းနည်းလေးထပ်ပြီးတီးခံနိုင်တယ်အောင်တော့ chance အပြည့်ပဲ
elbow တွေတော့တောက်လျှောက်ကိုပဲ pressure ပေးပြီးတော့ချွေးထားတယ်ပေါ့ elbow တစ်ပေါက်နော် ဒီပထမအချိန်မှာတော့ထိချက်ပိုင်းက Augustin Ban အသာကြီးရနေရလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျ ကျွန်တော်ဒါ Oh oh nasty elbow ကြီးကတော့တောက်လျှောက်ကိုပဲ okay ကျွန်တော်တို့ ring ကတော့ကျွန်တော်တို့နိုင်အောင်အတွက်ကတော့ကျွန်တော်တို့ထပ်ပြီးတော့နည်းနည်းလေးတီးခဲ့ရင်တော့ကျွန်တော်ရပြီဗျ ပွဲပြီးဖို့ကလည်း10မိနစ်ပဲလိုပါတော့လေ ပွဲပြီးဖို့ဘလောက်မလို့တော့ဘူးဗျ okay ဒါဆိုတော့ကျွန်တော် first round ပြီးသွားပါပြီခင်ဗျ Augustin နိုင်အောင်ဒါနိုင်အောင်အနေနဲ့ကတော့ဒီပြောမယ်ဆိုရင် damage နည်းနည်းများနေရပေါ့ထိတာ Oh စောက်ကကိတွေပါတော့ချောက် တော့ ကဲ မရတော့ကျွန်တော်ရေနိုင်အောင်နေရေနည်းနည်းစကူးနေပြီဗျ oh အဲ့တကူက Spain ဘက်ကိတွေလည်းကောင်းတယ်နော် ဦးရှိတော့အော်ကျွန်တော်တို့ဒါနည်းနည်းသတိထားမယ်ခင်ဗျ ဒီနန်းနိုင်အောင်အနေနဲ့ပထမအချိန်မှာ damage တွေထိတာအကြောင်းဒါဒီအချိန်မှာပေါ့နည်းငယ်တုံဆိုင်နေတယ်ပေါ့ Augustin လည်းတက်လုံမိုင်းနည်းငယ်ရော့သွားတယ်နောက်လျှောက်တော့ pressure လိုက်ပေးနေရ1 2 1 2နဲ့ ဒီပွဲကတော့နိုင်အောင်အနေနဲ့တော်တော်ကြီးခက်ခဲမဲ့အခြေအနေမှာရှိတယ်ဗျအဲ့ဒီဟာလေးပါကျွန်တော်လိုအပ်သွားတာ Oh right ဟုတ်ကြီးအခုဆိုတော့နေအောင်လုံးကဒါစိုင်ထိုးနေကြတဲ့အနေထားမှာပေါ့ တော့ ground ကိုသွားခေါ်ဆော့လိုက်တဲ့နေရာမှာတော်တော်ကြီးပြဿနာတက်သွားတယ်လို့ပြောလို့ရတယ် အခုဆိုရင်တော့ဒါတိတ်တောင်းယူဖို့ကြိုးစားနေတယ်နိုင်အောင်အနေနဲ့ကလည်းဒါ defense လုပ်ထားတယ်ပေါ့ဒါတန်စကာကိုကတ်ပြီးတော့ ဒီ position မှာတော့နည်းနည်းအန်ဒီအများကြီးလို့တော့ပြောလို့ရတယ်ဗျဒါပေမဲ့တက်လုံပြိုနေပြီးတော့နိုင်အောင်အနေနဲ့တော့နည်းနည်းလေးတော်တော်ကြီးစူးစမ်းရမယ်ဗျ ဒါ fighter နေအောင်လုံးကဒီအချိန်မှာတော့ဒါတက်လုံမိုင်းနည်းငယ်ရော့သွားတဲ့ပုံစံရှိတယ်ပေါ့ ကျွန်တော်ဒါချုပ်ကိုကောင်းကောင်းဟိုမလုံးနိုင်တဲ့ position မှာဖြစ်နေတယ်ဗျအဓိကနိုင်အောင်ပြုံးပြနော် ဒါအခုချိန်မှာတော့ဒါ Oh စပိန်မကိနေတော့ကောင်းတယ်ဗျ that's the right ဒါနေအောင်လုံးကဒါရေကုန်ပြောင်းကိုသူမလဲကိုလဲဆိုတဲ့အထာမျိုးနဲ့ဒါပါဝါပြည့်စော့နေကြတာဗျ Oh ကကြီး အဲ့ကျွန်တော် rip ကိုကျွန်တော်တို့ တော့လက်တီးပြီးပါပြီ rip ကိုမော်ရှိကန်တော့ခံရမှာတော့ ဖိုင်တာနေအောင်ကဒီအရှောင်းတော်ပဲနဲ့ဒါလုံးဝဖိတ်တိုက်ကိုရင်ဆိုင်နေကြတာဗျသူမလဲကိုလဲဆိုတဲ့ပုံစံနဲ့ မရတော့ stamina ဘိုင်းမှာတော်တော်ကြီးပြိုလာတဲ့အခြေအနေရှိပဲဗျ MMA round 2ဆိုတော့ no တောက်ချောက်ကိုပဲလက်တီးကိုထုတ်နေကြတာဒီပထမအချိန်မှာရေကုန်ရေကန်းထိုးသက်တာကြောင့်အခုချိန်မှာတော့ဒါထိကုန်ကြရောနေအောင်လုံးစိတ်တောင်းလို့ okay ကျွန်တော်ဒါဒီပြည့်ဒါတိုင်းပဲထိတ်တောင်းတော့ပြီးသွားပါပြီဗျ အဲ့တော့ဒီအချိန်တွေမှာတော့ဒီနေသားမှာနိုင်အောင်အနေနဲ့အတော့ရုန်းကန်ရမယ့်သဘောမှာရှိနေတယ်ဗျ အဓိကတော့ height different ပဲနော် နိုင်အောင်အနေနဲ့ကလည်းဒါ triangle ချုပ်ကိုပဲသူပုံတော်ဖို့အတွက်စိုးစားနေတယ်ပေါ့ triangle ချုပ်သွားဖမ်းတော့မှပို့ပြီးတော့ stamina ပြိုသွားမှာဒီချိန်ကတော့ဒါ time the ground ပဲဖောင်းမယ် ဖက်က position မှာတော့ဒါနှစ်အောင်လုံးကဒီတက်လုံမိုင်းချင်တဲ့ကြောင့်အနေငယ်စောင့်ကြည့်နေကြတယ်ပေါ့ ကျွန်တော်ဆွဲဆုံးပါနော် Augustin Ban သားနေရော ကျွန်တော်တော့ဒီ ground ပေါ်တော့ချက်ဆလာပါပြီ ကျွန်တော်ဒီပြရဲ့ instruction တိုင်းပဲပေါ့ဗျာနောက်ကတော့နေကတော့သွေးအေးနဲ့စောင့်ကြည့်နေပေါ့အဓိက height different ဗျအမှကျွန်တော်ပြဿနာတက်နေ အဲ့တော့ဒါ Augustin Ban အနေနဲ့ side control ရအောင်ယူကြိုးစားတယ် side control ကနေဒါသူ ground ပေါ်ချွေးမလား side ပေါ်ဝင်မလားဆိုတော့ကြည့်ရမယ်ဗျ စိုက်မောင်တော့ပြီးသွားပြီအော် Android ငယ်ယူဖို့ကြိုးစားနေတယ်ဗျအခုဆိုတော့ဒါ side control side drive နဲ့ပြီးသွားတဲ့အချိန်မှာဒါတော့ဒိုင်ကတားလိုက်တဲ့သဘောပေါ့ဗျာဘာကြောင့်လဲဆိုတော့ဒါ Android ငယ်ပြီးသွားတဲ့အတွက်ကြောင့်မလို့ဒါဒိုင်ကတားရဖြစ်ပါတယ်ဗျာ ကျွန်တော် second တစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ချုပ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ဒိုင်ကတော့ပွဲရတာပေါ့ ဒါ fighter တွေ injury မဖြစ်အောင် fighter တွေ injury prevention မှာကျွန်တော်ကြာကြီးဆော့လို့ရအောင်အခါကစားကြာကြီးဖြစ်လာအောင် Augustin Ban ပဲဖြစ်ပါတယ် ပွဲစဉ်နေ့
58 kg ဝေဒန် MMA ပွဲစဉ်မှာဒိုင်ပွဲရဖြစ်နိုင်ရောက်ရှိသွားသူကတော့အပြာတော်မှကလေးမျိုးဖိုက်တာ Augustine Van Augustine Van ပဲဖြစ်ပါတယ်ဒါကျွန်တော်တို့နီးပြကျွန်တော် MMA fighter ပေါ့နော်ကျွန်တော်ရဲ့ UFC อ่ะပဲကျွန်တော်နေပဲဖြစ်ပါတယ်ဘေးကတော့ကျွန်တော်3 MMA champion စလိုင်းပဲဖြစ်ပါတယ်ခင်ဗျာ